ဒါကတော့သပင်ဖြောက်နည်းပညာမျှဝေထားတာပါဆက်ဆွဲပြီးရက်လက်လေးပါဒါကတော့ဆေးထည့်ပြီးဆေးထားချိန်မိနစ်40ကျော်လာလို့ရှိရင်ဖြောက်ဆေးနဲ့ကော်လာဂျင်နဲ့ပုံစံနဲ့ထည့်ပြီးဒုတိယအကြိမ်ဆေးပြန်လိမ့်တာပါလိမ့်15မိနစ်လောက်ထပ်ထားမယ်ထပ်ထားပြီးလို့ရှိရင်ဆန်သားကိုဆွဲကြည့်မယ်ဆွဲကြည့်လို့အဲ့လိုတွန့်လာပြီဆိုလို့ရှိရင်ခေါင်းလျှော်လို့ရပါပြီတေချာကြည့်မယ်နော်တရေကွင်းလို့တွန့်မရပါမယ်အဲ့ဒါမှဆွဲလို့ရှိရင်အိတ်နေမယ်နော်အဲ့ရောဆန်နာမာကျန်းဖြစ်တဲ့အတွက်ကြောင့်မလို့တေချာလေးအခုချိန်ပေးပြီးဆွဲရပါတယ်ဆက်ဆွဲပုံတေချာကြည့်ပါနော်အခုချိန်ကိုလည်းလုံလောက်စွာပေးပြီးတော့ဆွဲရပါတယ်ရင်9ရက်ထိလို့မရပါဘူး9ရက်ပြည့်မှခေါင်းလျှော်လို့ရပါမယ်ဆက်ဆွဲပြီးရက်လက်လေးပါသပင်ဖြောက်တာနဲ့ပတ်သက်ပြီးနားမယ်လို့ရှိရင် comment မှာမေးထားပါနော်အချိန်ရရင်ပြောပေးပါမယ်နောက်ထပ်လည်းပညာတွေမျှဝေပေးပါမယ်ပညာတွေမျှဝေပေးခြင်းဖြင့်ကုသိုလ်ယူပါမယ်အဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်